အတိတရားနဲ့တတိတရားပေါ့နော်အတိတရားနဲ့တတိတရားဆိုတာစာပေလို့ပြောမယ်ဆိုရင်တတိတံပစင်ညလို့ခေါ်တယ်တတိဆိုတာငါကောင်းအောင်နေရမယ်ဒီအတွေးမျိုးမတွေးရဘူးဆိုတာတတိယရမယ်ဒီအပြောမျိုးငါမပြောရဘူးဆိုတာတတိယရမယ်ဒီအလုပ်မျိုးငါမလုပ်ရဘူးဆိုတာလည်းတတိယဒီအတွေးမျိုးကိုတွေးရမယ်ဒီအပြောမျိုးကိုပြောရမယ်ဒီအလုပ်မျိုးကိုလုပ်ရမယ်ဆိုတာကိုတတိထားတယ်အမြဲတမ်းအဲ့ဒါကတတိလို့ခေါ်တယ်တမ္ပစင်ညအတိတရားဆိုတာဘာလို့ဆိုလို့ရှိရင်ဒါလုံးလို့ရှိရင်မကောင်းတဲ့အကျိုးတွေလာလိမ့်မယ်စဉ်းစားဆင်ခြင်တယ်ငါပြောနေတဲ့အပြောဟာအပြစ်ကင်းတဲ့အပြောလားအပြစ်ရှိတဲ့အပြောလားစဉ်းစားဟုတ်ကဲ့ငါတွေးနေတဲ့အတွေးဒီအပြစ်ရှိတဲ့အတွေးလားအပြစ်ကင်းတဲ့အတွေးလားကိုယ့်ကိုစဉ်းစားလာလိမ့်မယ်ဟောစဉ်းစားရင်ဘာဖြစ်လဲသိလာအဲ့ဒါကအတိတရားအဲ့ဒီတတိတရားနဲ့အတိတရားဟာအခြေခံအားဖြင့်လူလောကမှာရှိနေပြီဆိုရင်ဒါတပိုင်းအားဖြင့်ပြောမယ်ဆိုရင်လူဖြစ်ချိုးနှပ်ပြီလို့ပြောရအောင်နော်